နိုင်ငံနှစ်ချင်းခရီးအသင်းချုပ်ကနေပြီးတော့ကိုယ်စားလှယ်တွေဒီလာမယ့်2013ခုနှစ်ဒီဇင်ဘာ9ရက်ကနေ10ရက်နေ့နှစ်ချင်းအသင်းချုပ်ဝင်းမှာကျင်းပမယ်နှစ်နေရာပြည့်ဓမ္မသဘင်တွေဒီမှာဂျပန်ပေါ့နော်လာတဲ့ဆရာတွေကိုကျမတို့ဒီနေ့သက်စီရဖျားเจ้าကိုရောက်လာနိုင်တဲ့အတွက်ကြောင့်မို့အထူးကျေးဇူးတင်ပါတယ်ဆိုတော့ကျမအနေနဲ့ပထမဆုံးပြောကြားချင်ပါတယ်ဒီနေ့လာတဲ့ပေါ့နော်မိတ်ဆွေပထမဆုံးတစ်ခေါက်လောက်မတည့်ရပေးကြပါရရှင်ဒီလာတဲ့ဆရာတွေကိုကျေးဇူးပြုပြီးဆရာကပဲချက်တော့ပေါ့နော်မိတ်ဆက်ပေးလို့ရမှာဆိုတော့အားလုံးမင်္ဂလာပါကျွန်တော်နာမည်ဂျာနော်ဂျူနီယာလို့ခေါ်ပါတယ်ကချင်ဖြစ်ပါတယ်အဖေကကချင်စစ်စစ်အမေကကရင်စစ်စစ်ကျွန်တော်ကကချင်ကရင်စစ်စစ်ဖြစ်ပါတယ်ကျွန်တော်အဖေနာမည်လဲဂျာနော်ဆိုတော့ကျွန်တော်လည်းဂျာနော်မဲ့တော့ရောကုန်မှာဆိုတော့ကျွန်တော်ကတော့အငယ်လေးပေါ့ဒီဂျူနီယာလို့ပေါ့ဒါကြောင့်မလို့ကျွန်တော်ဂျာနော်ဂျူနီယာဖြစ်ပါတယ်လို့ကျွန်တော်အဖေတော့ဆုံးသွားပါပြီဒါပေမဲ့ကျွန်တော်စီနီယာတော့မဖြစ်လာနိုင်တော့ဂျူနီယာပါပဲကျွန်တော်ပြန်ကရန်ကုန်ကချင်နဲ့ချင်းအသင်းတော်ရဲ့ associate pastor ဖြစ်ပါတယ် Reverend KD တူးလုံးကတော့ senior pastor ဖြစ်တယ်ကျွန်တော်ကတော့ associate pastor စမ်းချောင်းမှာရှိပါတယ်ကျွန်တော်တို့အားလုံးသိတယ်ဟိုမှာချင်းချက်နဲ့ကျွန်တော်တို့ကိုက်ရက်ပဲဟိုမှာဒေါက်တာရောဘတ်ဟောင်းလိုင်းတို့ချက်နဲ့ကျွန်တော်တို့ချက်ကိုက်ရက်ပဲဒီမှာကြည့်ရင်အခုအဲ့ဒီကြားထဲမှာ Reverend Dr. Simon Paukan အဲ့လိုချက်အကြီးကြီးပြန်ဆောက်နေပြီကျွန်တော်ကိုက်ရက်အခုဆောက်နေတဲ့ချက်ကကျွန်တော်အင်ခါနဲ့ဆိုကိုက်ရက်ပေါ့မပြီးသေးပါဘူးဆောက်လို့စမ်းချောင်းချက်ရှာဖြစ်တယ်နောက်မြန်မာနိုင်ငံနဲ့ချင်းအတင်းချုပ်မှာကျွန်တော်ဓမ္မအမှုတော်ဆောင်များခါးတန်းရဲ့ပပါပြီးဖြစ်ပါတယ်မိတ်ဆက်ပါကျေးဇူးတင်ပါတယ်ကျွန်တော်နာမည်စောအောင်ကျူးပါတယ်ကျွန်တော်ပြည်မျိုးသားတယောက်ဖြစ်ပါတယ်ကျွန်တော်ကတော့ CMF လို့ခေါ်တဲ့ Christian Musician Fellowship ရဲ့ဥက္ကဋ္ဌအနေနဲ့ကျွန်တော်မှုတော်မြန်မာပေါင်းလဲရှိပါတယ်ကျေးဇူးတင်နာမည်ကတော့အန်ကိုင်ရာဖြစ်ပါတယ်အဖေကတော့ကချင်လူမျိုးအမေကတော့ရှမ်းလူမျိုးဖြစ်ပါတယ်ကချင်ရှမ်းလူမျိုးပါကိုင်ရာ Christian Musician Fellowship ရဲ့ဖွဲ့ဝင်တစ်ယောက်ဖြစ်ပါတယ်လို့ရင်ခေါ်ချင်ပါတယ်ညီမငယ်ကတော့ချင်းမပြည့်ချင်မှာဆရာရဲ့ပေါ့နော်နှုတ်ကပတ်တော်ဝင်မဲ့အစီအစဉ်ကျွန်တော်တို့ဆက်ကြောင်းမှာဖြစ်တဲ့အတွက်ကြောင့်မို့ညီမငယ်ကိုပြတော်နာမဖြင့်ဖိတ်ခေါ်လိုပါရှင်
နောက်တစ်ခုအနေနဲ့ကိုရောလိုရှိတော့ဖိထားဆိုတဲ့ဓမ္မပရိယံဖြစ်ကုန်ချင်ပါတယ်မရှိရနေလေရတယ်ဆိုရင်သူချင်းမကြအောင်ဖိတ်ခေါ်လိုပါတယ်
ရာဒေသနာဝင်ငါပေးမယ်ဆီယာနဲ့ပေါ့နော်သူတုံးပြမဲ့တရှင်တော်ကြီးနော်ကိုကျွန်တော်လက်ခုပ်တီးချပြည့်ကျဆိုကြရအောင်ဒီကနေ့ကျွန်တော်တို့အတူတူစဉ်းစားဆင်ခြင်ဖို့အတူတူကခွန်အားယူဖို့ရွေးချယ်လာတဲ့ကျမ်းပိုက်အဲတော့ဓမ္မဟောင်းကျမ်းပိုက်ကဝိပုယကျမ်းခန်းကြီး19အငယ်1မှ3ဖတ်ပါမယ်တဖန်မောရှေအားထာဝရဘုရားကသင်သည်ဣသရေလအမျိုးသားပရိသတ်အပေါင်းတို့အားဆင့်ဆိုရမည်မှာသင်တို့၏ဘုရားသခင်ကထာဝရဘုရားသည်တန်ရှင်းသောကြောင့်သင်တို့လည်းတန်ရှင်းခြင်းရှိကြလော့လူတိုင်းကိုမိဘကိုယူသေးရမည်နတ်ဥပုပ်နေတို့ကိုလည်းစောင့်ရမည်ငါသည်သင်တို့၏ဘုရားသခင်ထာဝရဘုရားဖြစ်၏ဒါကိုဒီတင်တော့ဖတ်ပါမယ်တင်ရရှာပါဤုံတဲလာရှံထိုအထုလူပင်ရှံထိုနွန်တာနာချင်းလာရှံထိုမွန်ုံရှိမီရှမ်ပီလိုက်ဘူအလျန်ဆောမလေကွာနေခန္နာပန်ထုနာဆုငါတောပါင်မောရှိကျငါဣသရေလမီဟွန်တေခေမ်ပုကျငါဟိဘငင်ဂေနင်နိုတေနရှံထိုဒီမူဟီဘဟန်ယမ်ချီလေတောပါနိုတေပရှံကေမာကရှံထိုဟီနိုတေအကွာမပုင်နနူဟုလေနပါဟုဇာတာကင်နိုတေင်ကဆဘတ်တေနတန်ဒီမူဟီကေမာအင်တောပါနပရှံနုကဟီဟီချီပင်ရှံပီလိုက်ဘူလျန်ဆောမလေကွာနေခတ်ပန်ထုနာဟီตัวฮิจังอินาลายช่างททักษงาเตสโลนิกามัสซาอเลียนงาอเนวสมนีเลขัดปานินาสมนีเลลีนาดงชิมนิงทูเข้มเปเอ็นเดลพาวนลาอหอยเตเกมินเซลัมสังเปมาเปรุนนบสังนาหงเปียปชยานินนาเข้มเปว่าช่างทนาเลกิจินนาหงเปียเฮนลานลุงชิมนังไอสุนนาอุเลนปุ่มปีอุหอยตะกินหงเกมเฮนลาอิโตบาเจสุขสีหงไปจางอินโมนาขัดซงอันนี้เฮลโลดีนี่น้องบอกตาเฮโนเตหงสามีป้าเปเชียนทุตาขียาทุจามนาเตเข้มเปหงตุงสักตักตักดีฮีซิมลายช่างโตตุงตอนนี้ตันใจดินตัวปันทุพังเปียสักตาเฮนแต่ตาโนในโอวาระสัมปทมาสองคันจิงาอังเงินนัสเตมานัสลิพับบ้าเมขัดเองโนอายากูส่งสารวิก้องโนอายากูอเมย์ไก่สวยโลมาก้องโนอมูอมิวมิวชีตมียากูช่างจ้าโลยิงแต่ชีเชียนพยาตะเก่งกูรอได้เนี่ยเต็นโลกูอากงอเซนตั้งเชนสีดงบาสีโลงานรถตะเก่งเยซูคริสต์ว่าลาดงโลอาคาเต็นโลอีกูขันดาใส่วิญญาณป้องกูอภิเษกคนหนึ่งเก่งรู้สึกจังอ่ะสองมาดงบาสีโลเต็นโลกูขอดงมูโลตุดีเทศาเนี่ยพิจารณาพิจารณาโทโดพิวดงมูเลยนี่อารมณ์กูมิงลาบาโลนกคนเสลวกันเลยนัดดำมอตัดเด็กเช่นสักลงกี่ตะลงไม่ชิวอะไรเช่นแน่เช่นจะเราหนีกูเรียบใช่ป่ะเลยสกัดเล่ตูจ้าป่ะเลยก็เช่นอ่ะล้างมือลามโลกขอเลยเช่นเล่ลามโลกก็ขอป่ะเลยจะเราก็เช่นอเมริกาอนุโลกขอเลยเช่นเล่อนุโลกขอเลยรู้จักเลยอะไรจะมีสามีอยู่ล่าสุดก็เช่นอ่ะช้างมือใช้ยี่โลกจ้าเลยเช่นเล่แบบตูป่ะเลยรู้เลยไอ้โซ่หมอเนี่ยสนอดีเนี่ยวันนั้นเลยเจสุเดนก็ยังจ้าเจนเลยเซปเทมเบอร์ที่ยันนี่มาจะเราอยากลงงานนี่พี่น้องดีอ่ะจะน้อยเรื่องมันสั่งติ้งโท MDC ရဲ့ treasurer มันสั่งติ้งโทနောက်ပြီးကျွန်တော်တို့ musician အဖွဲ့ကဆရာစောအောင်သူနဲ့ and guide ကျွန်တော်၄ယောက်ဒီလိုရောက်လာပါတယ်ရောက်လာတဲ့အခါမှာဂျပန်မှာရှိတဲ့တင်းတို့တင်းသားတွေနှွေးထွေးစွာကြိုဆိုတဲ့အတွက်ကြောင့်မတမ်းကြည်နူးတယ်ဝန်သားတယ်ပျော်ရွှင်တယ်ဘုရားခင်ကျေးဇူးတော်ကိုလည်းချီးမွမ်းတယ်နေ့တိုင်းပဲကျွန်တော်တို့ program တစ်ခုလို့သွားပါတယ် Sunday အဲ့တော့အလုပ်အများဆုံးဖြစ်ပါတယ်လို့ကျွန်တော်တို့ဗမာပြည်မှာအလုပ်များလို့ဂျပန်ပြည်ကိုလာတဲ့အခါမှာဗမာပြည်ထက်ပိုများတာနဲ့လာတွေ့ပါတယ်ကျေးဇူးတော်ပဲအဲ့တော့ဗမာပြည်မှာမောလို့ဂျပန်မှာအနားယူလို့လာတာအိတ်တောင်ပဲအိတ်ရအောင်ညလုံးပဲတမ်းပြောတယ်ဒီနေ့ကျွန်တော်ဒီ ZCF မှာပါဝင်ခွင့်ရတဲ့အတွက်လည်းဒီဝန်သားတယ် Reverend ထန်းချင်းမန်ကိုလည်းအထူးပဲကျေးဇူးတင်တယ်လို့ပေါ်ဆောင်တဲ့အားလုံးကျေးဇူးတင်ပါတယ်မြန်မာနိုင်ငံနှစ်ချင်းအသင်းချုပ်အနေနဲ့ဒီနောက်နှစ်ခါ2013 December 9 ရက်နေ့ကနေ10ရက်အတွင်းမှာရန်ကုန်
Myanmar Baptist Convention headquarter ဝင်နေမှာမြန်မာနိုင်ငံရဲ့နှစ်ချင်းသာသနာနှစ်200ပြည့်တဲ့ပွဲတော်ကြီးကျင်းပဖို့စိုင်းပြင်းနေတဲ့အချိန်ဖြစ်ပါလေကျွန်တော်ဆောအောဖို့အဲ့ဒါနဲ့ပတ်သက်ပြီးဆောအောဖို့ဆရာတွေကိုဒီတွင်ရောပြည်ပရောတွားခိုင်းတယ်တချို့ဆရာတွေအမေရိကတွားနေတယ်ဆရာကြီးဦးဝင်းတင်တို့လီဆူဆရာမိုးစီတို့တချို့ဩစတြေးလျတွားမယ်ဆရာအတာကိုလေးတို့မလေးရှားတွားမယ်စင်ကာပူတွားမယ်ထိုင်းတွားမယ်အကုန်လုံးခွဲတန်းချတယ်ကျွန်တော်တို့အဖွဲ့ကဂျပန်ရောက်လာပါတယ်လို့ဒါကြောင့်ကျွန်တော်လာတဲ့အထက်မှာအခုဒီကိုဂျပန်လည်းရောက်ရောဒီမှာကချင်လူမျိုးလည်းတွေ့ရတယ်ကရင်လူမျိုးလည်းတွေ့ရတယ်ချင်းလူမျိုးလည်းတွေ့ရတယ်အလားအမှန်တန်ဝမ်းသာတယ်ကချင်တို့ချင်းတို့ကရင်တို့စုနေတဲ့အချိန်မှာဗမာတယောက်မှမပါဘဲနဲ့ဗမာလိုပဲဟောရတာလေချင်းချင်းတော့ဟောရတော့တယ်ကျွန်တော်တို့ MBC မှာကရင်ရေးတဲ့ဗမာစာကိုချင်းကပြင်တယ်ဟဲ့အောင်မားနေတယ်ကချင်ကထပ်ပြီးတော့မဟုတ်ဘူးဒါမှမှန်တာလေကရင်ရေးတဲ့ဗမာစာကိုချင်းက proof လုပ်တယ်လာဟုကဖတ်တယ်ဝါကအတိတ်ပဲပြက်တယ်ဆိုတော့ဘောပါဆိုတော့ဒီနေ့လည်းပဲဗမာလိုပဲပြောပါမယ်ကျွန်တော်ကတော့ဒီဖြစ်မြောက်ရေးဗဟိုကော်မတီဆိုတာရှိတယ်ဒီနှစ်200ကျေးဇူးတော်ချီးမွမ်းပွဲဗဟိုကော်မတီကစီယုံစော်အော်ရေး sub committee ရဲ့တဘာပတိဖြစ်ပါတယ်ကျွန်တော်တို့ဟိုဒီပြည်တွင်းမှာရှိတဲ့အတင်းတော်တိုင်းကိုလည်းစီယုံစော်အော်တယ်လို့ပြည်ပမှာရှိတဲ့ကျွန်တော်တို့ရဲ့အတင်းသူအတင်းသားတွေကိုလည်းနောက်နှစ်ခါကျင်းပမယ်ပွဲကြီးအတွက်ဗာလဲလို့ပြောတဲ့အခါကျတော့မြန်မာပြည်ကိုနှစ်ချင်းသာသနာမျိုးစေ့ယူဆောင်လာပြီးတဲ့ဆရာကြီးအဒိုနရမ်ဂျက်ဆန်နှစ်နေရာပြီးတော့မယ်1813 July 13မှာရန်ကုန်ကိုရောက်တယ်1813 July လ13မှာရန်ကုန်ရောက်ပြီးတော့သာသနာပြုတယ်6နှစ်ကြာမှဦးနော်ဆိုတဲ့မြန်မာအမျိုးသားတယောက်ကြောင်းလဲတယ်အဲ့ဒီကနေစနှစ်ချင်းသာသနာဒီနေ့2013ဆိုရင်နှစ်နေရာပြီးတော့မယ်ဒါကြောင့်ကျေးဇူးတော်ချီးမွမ်းမယ်ဆရာယူကတဒီလိုဗမာကျမ်းစာအုပ်ကြီးဖြစ်လာတယ်လေသူ့ရဲ့ကျေးဇူးတော်ပဲဒီကျမ်းစာအုပ်ရှိလို့လည်းပဲမြန်မာပြည်မှာမြန်မာလူမျိုးတွေမြန်မာစကားမြန်မာစာတတ်တဲ့လူတွေခရစ်တော်စီကိုကြောင်းလဲလာရခြင်းဖြစ်တယ်ဒါကြောင့်သာသနာနှစ်နေရာပြည့်ပြီဒီလိုအချိန်မျိုးမှာကျွန်တော်တို့လောကမှာအသက်ရှင်ခွင့်ရတယ်ကျေးဇူးတော်ချင်းချီးမွမ်းခွင့်ရတကယ်ကိုဝန်တာရကောင်းတယ်နောက်ထပ်နှစ်နေရာပွဲကျွန်တော်တို့ပါဝင်နိုင်စရာအကြောင်းကိုမရှိတော့ဘူးကျွန်တော်ဒီနေရာလာကြုံနေဆိုတာလားဘုရားသခင်ရဲ့ဒါစီမံမှုပဲ Baptist Mission မြန်မာပြည်မှာနှစ်နေရာပြည့်တဲ့အချိန်မှာကျွန်တော်တို့ပါဝင်ခွင့်ရမယ်ဒါကြောင့်ဆရာယူတတ်တဲ့ကိုကျေးဇူးတင်သောအားဖြင့်ဘုရားသခင်ကျေးဇူးတော်ကိုချီးမွမ်းသောအားဖြင့်နောက်တစ်ချက်မြန်မာနိုင်ငံဗုဒ္ဓဘာသာထုံးကားတဲ့နိုင်ငံတော်ကြီးမှာဘုရားသခင်ရဲ့နိုင်ငံတော်တိုးပြီးတော့ကျေပြန့်အတွန်းရှည်တည်မြဲဖို့ဒီရည်ရွယ်ချက်တွေနဲ့ကျွန်တော်တို့လာမယ့်နှစ်မှာဒီ Bicentennial Celebration ကျင်းပမှာဖြစ်တယ်အားလုံးဆုတောင်းပေးကြပါဆုတောင်းဖို့လိုတယ်ဘယ်နှအရေးကြီးတယ်ဆုတောင်းခြင်းမပါဘဲနဲ့မအောင်မြင်နိုင်ဘူးဆုတောင်းပြီးတဲ့နောက်မှာကျွန်တော်တို့တတ်နိုင်သမျှပံ့ပိုးဖို့လိုတယ်အလူငွေတွေလိုတယ်လူအင်အားလည်းလိုတယ်ငွေအင်အားလည်းလိုတယ်မြန်မာပြည်အကြောင်းလည်းပြောချင်တယ်ဒီမှာရောက်နေတဲ့လူတွေကျွန်တော်တို့အခုပုံပူနွေးနွေးဟိုကနေလာတယ်ဆိုတော့မြန်မာပြည်မှာဘာဖြစ်နေလဲဆိုတော့အမျိုးစုံဖြစ်နေတယ်အမျိုးစုံဖြစ်နေနံပါတ်1ကချင် KIA နဲ့ကမတော်နဲ့တိုက်မနေ့ကဇွန်လ9ရက်ကစပြီးတိုက်တာအခုတည်းဒီပဲတောက်လျှောက်ပဲနောက်ဆုံးဘာဖြစ်နေတော့မသိဘူးလောလောဆယ်တော့တိုက်ပြီးရင်တိုက်ပဲဒါကြောင့်မလို့ကျွန်တော်တို့ကချင်အတင်းတော်အပါပေါင်း100နီးပါးလောက်ကြောက်သွားပြီကျွန်တော်တို့ကချင် Baptist Convention မှာ Association ကြီး Sama Association Bomo Association အတင်းတော်ဒီအပါ80 90မရှိတော့ရွာလည်းပြတ်ပြီးဖျားကြောင်းလည်းမရှိတော့လူတွေလည်းအကုန်လုံးစစ်ပြေးဒုက္ခတွေဖြစ်ဖို့စစ်ပြေးဒုက္ခတွေတိုးပြီးရင်တိုးအခု latest news ဆိုကြောက်စိမ့်ထက်တဲ့ဖကတ် area မှာဒီမှာအခုတိုက်ပွဲပြန်စပြီအဲ့ကကျတော့နေချင်းညချင်း4-5-6,000 refugees တွေဒါကြောင့်မလို့စစ်ပြေးဒုက္ခတွေ8,000-1,000ဒီလိုမျိုးလူလူကြီးတွေကိုသမင်းကျွေးဖို့လိုတယ်နေဖို့နေရာပေးဖို့လိုတယ်ကောင်းတဲ့ချီပြီးတော့သိန်းကနန်းကိုရောက်လာပြီတဖြည်းဖြည်းနဲ့ဒုက္ခတွေကဟိုတရုတ်နယ်စပ်ကိုပြေးတဲ့လူတရုတ်ကလည်းလက်မခံပြန်မောင်းထုတ်တာနဲ့ကျွန်တော်ဒါတွေပြောနေတာဒုက္ခတွေကိုဘယ်သူကူညီလဲဆိုတော့အသင်းတော်တွေ MBC ထဲမှာပါဝင်တဲ့အသင်းတော်တွေ
လူမျိုးစုနဲ့ဒေသန္တရ language and region အဖွဲ့ချုပ်အားလုံးဝိုင်းကူညီတယ် ZBC ဆိုတဲ့အဲ့ဒီတော့ပူတယ် Korean Baptist Convention ကိုကရင်ဘယ်သူလာဦးချီတဲ့အဖွဲ့ချုပ်ကူညီတယ်မနစ်ကလေးစစ်ပွဲစဖြစ်ကလေး NGO တွေလည်းကူညီဘယ်လိုဆိုကူညီရန်ကုန်မှာရှိတဲ့နေ့ချင်းအသင်းတော်တွေအားလုံးကူညီတာမနစ်ကစပြီးအဲ့ဒါကချင်ကိုကူညီနေတော့မှအရေးကြီးပါတယ်ဆိုမှရခိုင်ကထားပြီးတော့ပြဿနာပြန်ဖြစ်ပြန်ရောရိုဟင်ဂျာအရေးဟာလို့ရခိုင်ကိုလည်းလိုပြီးရခိုင်ကိုပြန်ကူရခိုင်အရေးကြီးနေတော့မှအေယာဝတီတိုင်းမှာမိုးများလို့ရေလွှမ်းမိုးပြီတဲ့ဒုက္ခတွေရောက်ကုန်ပြီကရင်အတင်းတော့ဘလောက်ကိုကရင်အတင်းတော့ဘလောက်ကူညီဖို့တော့ပြီအရေးကြီးတဲ့ထဲမှာအရေးပေါ်ဆိုတာရှိတယ်ကျွန်တော်တို့ကအရေးကြီးတယ်ဘာတော့အရေးပေါ်အတင်းသားတွေကလည်းတဲ့ဘာနဲ့တူလဲဆိုတော့ရန်ကုန်ကကြံကျိတ်ဆက်နဲ့တူတယ်ကြံဒီလိုထဲတယ်ဒီလိုကျိတ်တယ်ဒါကမြင့်ပြီးကြံခောက်ခါပြန်ထဲပြန်မြင့်ကြံခောက်ပြန်မြင့်အတင်းသားကကြံပါလို့ပဲထဲလာပဲဒီနေ့တော့ရှောက်အဲ့လိုအခြေအနေမျိုးမှာနောင်နှစ်ခါနှစ်ချင်းသာသနာနှစ်နေရာပြည့်ပွဲအတွက်လည်းသိန်းပေါင်း1000ရှာရမယ်ဆိုတော့ဒီကဘာပုံနဲ့ညစ်မလဲတဲ့ညစ်ပြီးညစ်ပေါ်တော့အတင်းသားတွေဘုရားသခင်ရဲ့ကျေးဇူးတော်ပဲအတင်းသားတွေမညှို့ညင်ဘူးထဲတယ်ညီလမ်းပေါင်းစုံနဲ့အလူငွေရှာတယ်လူငယ်တွေစိတ်ရှိုးလုပ်ပြီးရှာလိုက်အဆိုတော်တွေတချင်းဆိုပြီးရှာလိုက်မော်ဒယ်တွေလည်းမော်ဒယ်ပြပြီးဆိုလိုက်အပွားကြီးတွေလည်းဘာမှမပပြီးပဲခုံလိုက်အကုန်လုံးဒီနေ့ရောက်တကယ်လည်း100 တန်အောင်1000ရောက်ဝဲဒီမျိုးပေါင်းစုံအလှူဒန်းဖို့အတွက်ဆိုတော့ဒီကနေ့ကျွန်တော်တို့ဒီကိုရောက်ရှိလာခြင်းဒီမြန်မာပြည်မှာတော့အခြေအနေကတော့မျိုးမျိုးပဲနိုင်ငံကြီးကလည်းတည်တဲ့အတိုင်းသတင်းစာဖတ်ဖို့ဆိုတဲ့မျိုးမျိုးပဲမြန်မာပြည်မှာအသေးချာဆုံးကတော့မသေးချာတာပဲမသေးချာဘူးဘယ်မှမသေးချာဘူးဒါပဲဒါပေမဲ့ဒီနေ့တိုင်အောင်ဘုရားခင်ကောင်းချီးပေးတယ်ကျွန်တော်တို့နောက်နေ့ခါဆိုရင်အားလုံးသိတယ် SEA game လည်းရှိတယ်ဆိုတော့တခါတဲ့ဒီပွဲတော်ကြီးတော့တဲ့နိုင်ငံတော်အဆင့်နဲ့တခါတဲ့နေပြီးတော့မှလည်းကြီးကျယ်အားကစားပွဲအတွက်အာဆီယံလာမှာကိုအဲ့တော့နေ့ရောညရောဆောက်လုပ်ရေးတွေကြီးကျယ်တော့နောက်နေ့ကအဲ့တော့ပွဲမျိုးရှိတယ်မှာကျွန်တော်တို့ကလည်းနေ့ချင်းတာနေ့နေရာပွဲကြီးကိုလူတွေတောင်းနဲ့ချီပြီးလုပ်မှာဆိုတော့ဟိုတယ်လည်းလူရမယ်တဘောလို့ဖြစ်နေတယ်ဂျပန်ကလူတွေလာပြီးဟိုတယ်ကတင်းတယ်ကြိုတင် booking လုပ်မှရမယ်စောမဟုတ်လို့ရှိရင်သူများနေအားလုံးတူးရက်ပြီးတော့ဟိုတယ်ဈေးတွေလည်းအများမြင့်တက်လာတော့အစိုးရပြန်150တက်ကျော်တဲ့လူတွေဖမ်းနေစီးတယ်ဆိုတာလည်းလောက်ရသေးတယ်အမျိုးမျိုးအဲ့တော့ဒီကနေ့ကျွန်တော်ဒီကိုရောက်ရှိလာခြင်းအပြင်ZCF ကအတင်းတို့အတင်းသားများလည်းပဲနောက်နေ့ခါမြန်မာပြည်မှာကျင်းပမယ်ဒီ Baptist Mission Bicentennial အတွက်စူတောင်းနေတဲ့တက်နိုင်ကြများလဲဆိုနေကြပါ fundraising ဆမနေနေတို့ပါတယ်သူ့ကိုတောင်းအပ်ထားပါတယ်ကျွန်တော်တို့အင်ဂျီလည်းရောင်းခိုင်းတယ်အုပ်စုလည်းရောင်းခိုင်းတယ်တော့ဘာလို့အကုန်ရောင်းလို့ရတာအားလုံးသာရောင်းလို့ပြောထားတယ်အားပြီးကြပါဘောနော်ဆမနေနေရတယ်ကျွန်တော်တို့လည်းပြန်တစ်ခါကပြန်မယ်ဆိုတော့တက်နိုင်တဲ့အကူအညီတောင်းရခြင်းဖြစ်ပါတယ်ကျွန်တော်တရားအရှိကြီးဟောချင်ပေမဲ့လို့ဒီဂျပန်မှာအားလုံးချမ်းသာတယ်လမ်းလည်းကောင်းတယ်အိမ်လည်းကောင်းတယ်သမီးဟင်းလည်းကောင်းတယ်အားလုံးလှလှပပထွန်းထွန်းရောတယ်အားလုံးပြည့်စုံတယ်အစင်းရဲဆုံးကတော့အချိန်ပဲတော့ပြီတော့ပြီအဲ့မှာတော့မတော့ပြီအကုန်လုံးတော့ကျွန်တော်တို့အခါတော့အဲ့ဒါဆရာတို့အခါတော့အေးဟုတ်ပြီတော့ပြီဘယ်သူမှမလာတော့ပုံနဲ့ပြီးတော့ဘယ်သူမှလည်းမဆက်ဘူးမာလိုက်ကြည့်ဆရာဒါမဆက်နဲ့တော့သူများခေါ်လာပဲနော်ဒီပေါ်မှာချက်လို့လည်းမရဘူးကြာအားလိုက်တာဆိုတော့တိတ်ကြောဒါပေမဲ့တကယ်ပြောတယ်ဒီမှာတကယ်2010နဲ့အတွက်မြန်မာနိုင်ငံနဲ့ဆက်အသင်းချုပ်ကခေါင်းစဉ်ရွေးထားတာကတော့ဒီဟာပဲအခုဒီနေ့ကျွန်တော်ရွေးလာတယ်ဒီကနေ့ခေါင်းစဉ်ကတော့ Teachers Thy Will for Holiness ပေါ့တန်ရှင်းခြင်းအမှုတော်နဲ့အတွက်အလိုတော်ကိုသွန်သင်တော်မူပါ2012အတွက်ခေါင်းစဉ်အဲ့ဒီခေါင်းစဉ်ကိုကျွန်တော်ဆွဲယူပြီးတော့မှတန်ရှင်းသောအသက်တာတဲ့ကျန်တို့နွန်ထက်နာကျန်တို့နွန်ထက်နာ
ကျွန်တော်တို့တန့်ရှင်းသူများဖြစ်တယ်ဒါကြောင့်မလို့ MBC ရဲ့ခေါင်းစဉ်ကတန့်ရှင်းခြင်းအမှုတော်များအတွက်အလိုတော်ကိုတွင်တင်ပါဆိုတဲ့ခေါင်းစဉ်ပေါ့နော်အဲ့ဒီခေါင်းစဉ်အောက်မှာဒီနေ့တစ်နေ့လုံးကျွန်တော်တို့အာယုံပြုဖို့က holiness ပဲတန့်ရှင်းခြင်းလွန်ခဲ့တဲ့နှစ်ကတော့ထိန်းသိမ်းဆောင်ရှောက်ခြင်း teach us thy will for preservation ဒီနေ့က teach us thy will for holiness အဲ့တော့ holiness ဆိုတဲ့စကားတဲ့ဘာသာတရားနဲ့ဆိုင်တဲ့စကားလုံးဖြစ်တယ်တဲ့အထူးသဖြင့်တဲ့ဖခင်အတွက်တည်တဲ့အသုံးပြုတဲ့စကားလုံးဒါကြောင့်မလို့ holy လို့ပြောရင်တည်တတ်ဖြစ်တော်လို့အဓိပ္ပာယ်ထွက်တယ်ဟိုက separated or set apart for God holy ဆိုတာဘာနဲ့မှမရောကျွန်တော်တို့ဒီမှာအကုန်လုံးကြက်မွေးဘူးတယ်ဝက်မွေးဘူးတယ်နနောက်တွေမွေးဘူးတယ်ဟေးဒီတကောင်မဖြစ်နဲ့နော်ဒါဖခင်เจ้าကိုလူဖို့ထည့်ထားတာဒါကခရစ်စမတ်ပွဲအတွက်ဒါဖခင်เจ้าအတွက်ဒီเจ้าပြုံကြီးကဖခင်အတွက်ဒီဘူးကြီးကဖခင်အတွက်ဆိုရင်ပြီးတတ်ဖယ်လိုက် separate ဘယ်သူတော့တခြားအတွက်မဟုတ်တော့သာသမီတွေရှိတယ်ဒီသားစမ်းစာကြောင်းသွားဖို့ဖခင်ကိုထူထားတာဆက်ကတ်ထားတာဖခင်အတွက် holy တန့်ရှင်းသွားပြီဖခင်အတွက်ဒီသဘောဆောင်တယ်တဲ့တန့်ရှင်းခြင်းဒီဖခင်ရဲ့ဂုဏ်ကြီးအင်္ဂါရတစ်ခုဖြစ်တယ်ဘုရားသခင်ကိုယုံကြည်တဲ့သူတိုင်းဟာလည်းပဲဒီအကြောင်းကိုသိရှိနားလည်ဖို့လိုပါတယ်အဲတော့တန်ရှင်းခြင်းကျွန်တော်ဒီနေ့တန်ရှင်းသောအတ္တအကြောင်းဝင်နှပါမယ်နံပါတ်1ဘုရားသခင်ဒီတန်ရှင်းတော်မူသောဘုရားဖြစ်တယ်ဝိပုဒ်ရာကျမ်းအခန်းကြီး19အငယ်1မှာခုနကကျွန်တော်ဖတ်ပြီးပြီငါဘုရားသခင်ငါထာဝရဘုရားဒီတန်ရှင်းသောကြောင့်ပင်တို့လည်းတန်ရှင်းခြင်းရှိကြတော့ကျွန်တော်တို့ကိုယ်ပဲတဲ့ဘုရားသခင်ဟာတန်ရှင်းတဲ့ဘုရားဖြစ်တယ်ဖခင်ရဲ့တွေ့ပြလက္ခဏာဟာတန့်ရှင်းတယ်ဒီအကြောင်းကိုစမ်းချက်တွေရှိတယ်69ခုမြောက်သောစာတန်အပိုက်3 69ခုမြောက်သောစာတန်အပိုက်9အဲ့လိုမျိုးဖတ်လို့ရတယ်ကျွန်တော်အချိန်ထွေတာတဲ့အနေနဲ့အားလုံးဖတ်မပြတော့ဘူး33ခုမြောက်သောစာတန်အပိုက်3နဲ့9မှာတစ်ချက်69ခုမြောက်သောစာတန်3နဲ့9ဖတ်ပြကြပါကြီးမြတ်၍ကြောင်းရုံပွေသောနာမတော်ကိုချီးမွမ်းကြစေအကြောင်းမူကားနာမတော်သည်တန့်ရှင်းခြင်းရှိသည်တဲ့အငယ်9မှာအကြောင်းမူကားငါတို့၏ဘုရားခင်ထာဝရဘုရားသည်တန့်ရှင်းတော်မူသည်ဘုရားခင်ရဲ့တွေ့မြင်လက္ခဏာတန့်ရှင်းတယ်ဟေရှာယ6:33ဒါကျွန်တော်တို့အားလုံးမနေ့စောစောဝုပြုလို့ရှိရင်ကျွန်တော်တို့ဆိုရယ် Holy 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 Lord God Almighty တန်ရှင်းအဲ့ဒါဒီကျမ်းဟေရှာယခန်းကြီး6အငယ်3တရားခင်တန်ရှင်းတယ်အဲကြောင့်ဒီကျမ်းပိုက်ကောင်းကင်ဘိုးချေအရှင်ထာဝရဘုရားသည်တန်ရှင်းတော်မူ၏တန်ရှင်းတော်မူ၏မြေကြီးလုံးဒီဘုံတော်နှင့်ပြည့်လေ၏ဟုတပါးတွေးကြော်ဘုရားသခင်တန်ရှင်းတယ်တန်ရှင်းခြင်းကဘုရားရဲ့တွေ့မြင်လက္ခဏာပဲနောက်တစ်ချက်ဘုရားသခင်ရှိတဲ့နေရာဟာတန်ရှင်းတဲ့နေရာဖြစ်တယ်တန်ရှင်းရာဌာနတော်၌ကျင်းဝတ်တဲ့ဘုရားခမည်းတော်အကျမ်းခန်းကြီး3အငယ်9မောရှိဘုရားသခင်နဲ့တွေ့တယ်ခြုံပုံမီးလောင်နေတယ်ဒါပေမဲ့မကြွားမှုလောင်နေတယ်တင်းဖက်နှက်ကိုခြေနှင်းကိုချွတ်လို့ဘုရားသခင်ရှိတဲ့နေရာမှာတန့်ရှင်းတဲ့နေရာဖြစ်သောကြောင့်ခြေနှင်းကိုချွတ်လို့လို့ပြောတယ်။ကျမ်းပိုက်တွေအများကြီးရှိတယ်။ဖျက်မြောက်ရာကျမ်း15 19 25 8စာလံ7 4အကုန်လုံးမဖတ်တော့ဘူး။တန့်ရှင်းသောဗိမာန်တော်ဒါဗိမာန်တော်ထာဝရဘုရားကျင်းဝတ်တော်မူရာတန့်ရှင်းရာဌာနတော်ဘုရားသခင်ရှိတဲ့နေရာဟာတန့်ရှင်းတဲ့နေရာဖြစ်တယ်။နောက်တစ်ချက်ဘုရားသခင်ရဲ့ပြည့်ညတ်တော်နဲ့မိန့်တော်မူချက်တို့ဟာတန့်ရှင်းစင်ကြယ်တယ်19ခုမြောက်သောစာလံအပိုက်8မှာကျွန်တော်တို့ဒီကျမ်းပိုက်တစ်ချက်တော့ဖတ်ပြခြင်း19ခုမြောက်သောစာလံအပိုက်8မှာဘာပြောလဲဆိုတော့ထာဝရဘုရားဤနိဟုဒေတာတို့သည်ဖြောင့်မတ်သည်ဖြစ်၍တဲ့စိတ်နှလုံးကိုရွှင်လန်းစေတတ်၏ထာဝရဘုရားဤပညာတော်သည်စင်ကြယ်သည်ဖြစ်၍မျက်စိကိုရှင်းလင်းစေတတ်၏ဇာနဲ့ကျွန်တော်တို့လူတွေအချင်းချင်းပြီးတဲ့ပညာတရားတွေကသွန်သင်မှုတွေကတန့်ရှင်းခြင်းမှာတန့်ရှင်းတယ်ဟုတ်တယ်လူနဲ့တစ်ခါလိုက်တော့နောက်ဆုံးကြမှာမဟုတ်ဘူးဖြစ်တယ်ဘုရားသခင်ရဲ့ပညာတော်နဲ့နိဟုတွေကဘရောမမှားဘူးတဲ့နဲတန့်ရှင်းတယ်စင်ကြယ်တယ်ဒါဆာလံကျမ်းမှာတွေ့ရတယ်နောက်ပြီးတော့
စာနာဆက်နဲ့အငယ်6မှာလည်းပဲထာဝရဘုရားမိန့်တော်မူချက်တို့သည်တန်ရှင်းခြင်းဖြစ်၍မြေနှင့်ကင်းစင်စေခြင်းကမိုက်၌ခုနှစ်ကြိမ်စစ်တော်ငွေကဲ့သို့ဖြစ်ကြ၏ကျွန်တော်တို့ငွေစစ်မစစ်ဆိုတာမီးနဲ့ကြိုရတာဟိုအရေးကြိုရတာခုနှစ်ခါကြိုပြီးချက်ပြီးတဲ့ငွေရွှေစစ်မစစ်ဆိုလည်းမီးနဲ့ပဲရှိုးရတယ်အဲ့တော့ထာဝရဘုရားရဲ့မိန့်တော်မူချက်တွေကအမှန်တန်တန်ရှင်းတယ်ယောမအခန်းကြီး9အငယ်7မှာလည်းတွေ့ရမယ်အားလုံးမဖတ်တော့ဘူးနောက်တစ်ခုကနာမတော်ဒီတန်ရှင်းခြင်းရှိ၏နာမဆိုတာအမီနာမကိုဘုရားကျမ်းခန်းကြီး20အငယ်3ဘုရားကျမ်း22အငယ်32စာလံ30အငယ်4မှာထာဝရဘုရားရဲ့အမီနာမတန်ရှင်းတယ်ဒါကြောင့်မလို့နာမတော်နဲ့ဆိုင်ပြီးတော့မူတာမမွဲ့ဆိုရဘူးကျိန်ဆိုခြင်းမပြုရဘူးလို့ကျွန်တော်တို့ကိုတတိပေးတယ်တရားသခင်ရဲ့နာမဆွဲကိုင်းပြီးတော့မှကျိန်ဆိုတာတို့ဘာတို့မလုပ်ကြဘူးဒါပညာတော်10ပါးမှာလည်းသွန်သင်ပါတယ်ဒီဘုရားခင်ထာဝရဘုရားရဲ့နာမတော်ကိုမူတာနဲ့ဆိုင်၍မမွဲ့ဆိုရတဲ့အကြောင်းလေးနာမတော်ကတန့်ရှင်းတယ်နောက်တစ်ချက်သူဟာတန့်ရှင်းစေတဲ့ဘုရားဖြစ်တယ်ဘုရားသခင်ကိုယ်တိုင်တန့်ရှင်းတယ်သူများကိုလည်းတန့်ရှင်းစေတဲ့ဘုရားခမရကျမ်း31အငယ်73မှာဣသရေလလူမျိုးကိုပြောတယ်ငါဒီပင်တို့ကိုတန့်ရှင်းစေတော်ဘုရားဖြစ်တယ်တကယ်တော့တန့်ရှင်းတဲ့အမျိုးတွေမဟုတ်ဘူးဒီတော့ဘုရားခင်ကိုခဏခဏပုံကန်ဆန့်ကျင်ဒါပေမဲ့ဘုရားသခင်ကတန့်ရှင်းစေတာဒါကြောင့်မလို့မိမိအစွမ်းအစားနဲ့တန့်ရှင်းလာတာတော့မဟုတ်ဘုရားသခင်တန့်ရှင်းစေလို့တန့်ရှင်းလာကျွန်တော်တို့ကိုတန့်ရှင်းစေနိုင်တဲ့ဘုရားဖြစ်တယ်ခမရကျမ်း30 73ဥပ္ပယကျမ်း22 9ဥပ္ပယကျမ်း21 8ဥပ္ပယကျမ်း28ဒီဖက်ယောဟိပြောကြောအလုံးပြောတော့ဦးနောက်တစ်ချက်ဘုရားသခင်ရဲ့လမ်းဟာတန့်ရှင်းတဲ့လမ်းဖြစ်တယ်လမ်းတစ်ချက်တော့လမ်းကိုလမ်းတန့်ရှင်းတဲ့လမ်းဖြစ်တယ်ခုနကခုမြောက်သောဆာလာအပိုက်73မှာဘုရားသခင်ပြတဲ့လမ်းသွားလို့ရှိရင်ကျွန်တော်တို့ဘယ်တော့မှအန်ဒီရဲ့ရှိမဲ့နေရာကိုမရောက်စေဘူးခုနကခုမြောက်သောဆာလာအပိုက်73အိုးဘုရားသခင်ကိုတော်ဤလမ်းသည်တန့်ရှင်းခြင်းနှင့်ရှင်ပါ၏ဘုရားသခင်ကဲ့သို့အဘယ်မီသောဘုရားသည်ကြီးမြတ်သည်တဲ့ဒါဒီနေ့ကျွန်တော်တို့တန့်ရှင်းခြင်းအသက်တာဆိုတဲ့ခေါင်းစဉ်အောက်မှာကျွန်တော်တို့တန့်ရှင်းဖို့လိုတယ်ဘာဖြစ်လို့လဲကျွန်တော်တို့ကိုယ်ွယ်ယုံကြည်နေတဲ့ဘုရားသခင်ကတန့်ရှင်းတဲ့ဘုရားဖြစ်လို့ကြောင့်ကျွန်တော်တို့လည်းတန့်ရှင်းဖို့လိုတယ်။နောက်နေ့ယုံကြည်သောသူတို့သည်ဘုရားသခင်တန့်ရှင်းသူများဖြစ်တယ်။ယုံကြည်သူတွေကိုစိတ်လို့သတ်မှတ်တယ်။ဒါပေမဲ့ကျမ်းစာထဲမှာတန့်ရှင်းသူများခဏခဏပြောတယ်။ဒါကျွန်တော်တို့ပြောတာ။ဘုရားသခင်ကိုယုံကြည်တဲ့လူတွေကိုတန့်ရှင်းသူများလို့ပြောတယ်။ဣသရေလအမျိုးကိုတန့်ရှင်းသောအမျိုးလို့အတိအမှတ်ပြုထားတယ်။ဣသရေလအခန်းကြီး9အငယ်1 16ခုမြောက်သောစာလံအပိုက်30 89ခုမြောက်သောစာလံအပိုက်9ယေရမိအခန်းကြီး2အငယ်3မှာဣသရေလကိုတန့်ရှင်းသောလူမျိုးပြောတယ်။ကိုနည်းတူပဲကျွန်တော်တို့သခင်ယေရှုကိုယုံကြည်တဲ့သူတွေဟာဣသရေလအသစ်တွေဖြစ်တယ် New Israel ငါဒီမှန်သောစပြည့်နွယ်ပြင်ဖြစ်၏လို့ပြောမှငါ၌တည်နေတဲ့သူဒါကျွန်တော်တို့ကိုပြောတာဘုရားသခင်ကိုယုံကြည်တဲ့သခင်ယေရှုကိုယုံကြည်တဲ့လူတွေဟာအာဗြဟံရဲ့အမျိုးအနွယ်တွေဖြစ်လာတယ် New Israel တွေဒါကြောင့်ကျွန်တော်တို့ကဣသရေလအသစ်တွေကျွန်တော်တို့ကိုစိတ်ယုံကြည်သူများတန့်ရှင်းသူများဖြစ်တယ်အရင်တော့ကျွန်တော်တို့မတန့်ရှင်းပါဘူးဒါပေမဲ့ခရစ်တော်လက်ဝါးကတိုင်မှာအသေးခံတယ်ဒါကိုယုံကြည်တယ်သူရဲ့အသွေးတော်ကျွန်တော်တို့ကိုဆေးကြောတယ်ဒါကြောင့်အရင်တော့ထိုက်တန်သူများမဟုတ်တော့လေအခုဖျားရှိမှထိုက်တန်သူတွေဖြစ်လာတယ်ဖြောင်းမတ်သူတွေဖြစ်လာတယ်ကယ်တင်ယေရှုခံစားရထာဝရအသက်ကိုရရှိပိုင်ဆိုင်တဲ့ဒါတွေဟာပါလေ။သားဖျားရဲ့သားတန်ရှင်းသူများဖြစ်လာပြီ။ရှင်ပေတရုပထမဆောင်ခန်းကြီး2အငယ်9မှာတစ်ပေ2 9ကျွန်တော်တို့ကိုတန်ရှင်းသောအမျိုးပိုင်ထိုက်သောအမျိုးမျိုးပြောရစ်ပရောဟိတ်အမျိုးအဲ့ဒီမှာတန်ရှင်းသောအမျိုးဆိုတာပါရှင်ပေတရုပထမဆောင်ခန်းကြီး2အငယ်9မှာဒါကြောင့်ယုံကြည်သူအသင်းသူအသင်းသားတိုင်းဟာဘုရားသခင်ရဲ့တန်ရှင်းသူများဖြစ်တယ်တတိယနဲ့နောက်ဆုံးအချက်ပြောလိုပါတယ်တန်ရှင်းသူများလို့သတ်မှတ်ခြင်းခံရတဲ့အတွက်ကြောင့်ကျွန်တော်တို့အရောက်စီတိုင်းဟာကိုယ်ခန္ဓာစိတ်ဝိညာဉ်၃ပါးစလုံးအမြဲတန်ရှင်းနေဖို့လိုတယ်လူတော့ပြောရင်ဒီ၃မျိုးပါတယ် body spirit mind
ကိုယ်ခန္ဓာစိတ်ဝိညာဉ်တေကော36စက္ခုမှာကိုယ်ခန္ဓာဆိုတာတဲ့ဘုရားသခင်ရဲ့တန်ရှင်းသောဝိညာဉ်တော်ကျင့်ဝတ်တာဖြစ်တယ်အဲဒီခါကျတော့ကျွန်တော်တို့ရဲ့အထဲမှာဘုရားရဲ့တန်ရှင်းသောဝိညာဉ်တော်ကျင့်ဝတ်နေတဲ့ခါကျတော့ကျွန်တော်တို့ကကိုယ်ခန္ဓာကိုမတတ်မရှင်းဖြစ်အောင်လုပ်မယ်ဆိုလို့ရှိရင်အထဲမှာရှိတဲ့တန်ရှင်းသောဝိညာဉ်တော်နဲ့အစဉ်ပြေမှာမဟုတ်ဘူးတေကော3အဲ့တော့16ဆက်ခုမှာလည်းဖတ်ပြချင်တယ်ဒါကောရိန္သုဩဝါဒစာပထမအဆောင်ပေါ့ခန်းကြီး3 16ဆက်ကိုသင်တို့သည်ဘုရားသခင်၏ဗိမာန်တော်ဖြစ်ကြသည်ကို၎င်းတဲ့ဘုရားသခင်ဝိညာဉ်တော်သည်သင်တို့အထဲ၌ကျိန်းဝတ်တော်မူသည်ကို၎င်းမသိကြသလောအကျဉ်သူသည်ဘုရားသခင်ဗိမာန်တော်ကိုဖျက်ဆီးထိုသူကိုဘုရားသခင်ဖျက်ဆီးတော်မူလိမ့်မည်ဘုရားသခင်ဗိမာန်တော်သည်တန့်ရှင်းရ၏သင်တို့သည်လည်းထိုဗိမာန်တော်ဖြစ်ကြ၏ကျွန်တော်တို့ယောက်ျားဖြစ်ပါစေမိန်းမဖြစ်ပါစေကျွန်တော်တို့ရဲ့ကိုယ်ခန္ဓာဟာအထဲမှာဘုရားရဲ့တန်ရှင်းသောဝိညာဉ်တော်ကျင်းဝတ်ဒါကိုကျွန်တော်တို့မမေ့နဲ့တတိထားဖို့ကျွန်တော်တို့ဘယ်သူဆိုကိုယ်အိမ်ကိုတန်ရှင်းပဲအတန်ရှင်းဆုံးပဲထားတယ်ဂျပန်နေဆိုအခုဂျပန်မှာနေတဲ့လူတွေပို့ဆိုးတယ်ခန္ဓာချင်းချင်းလေးဆိုတော့အတန်နိုင်ဆုံးနေရာကို space ရှိတဲ့နေရာကိုအကျိုးရှိတော့ဝတ်လာတကူမှမကြောက်ဘူးအဲ့ဒါဒီနားလေးမှာအကုန်ဒါတော့ကျွန်တော်တို့အော်ဆရာကလေးထုံးနေကြည့်ပြီးအော်ဒီဂျပန်နေရာပဲလို့လေနေရာလေးတေးသေးလေးမှာအားလုံးဆအောင်ထဲတတ်တယ်လိုထဲဟိုလိုထဲနောက်ဆုံးဓာတ်ချတာကျွန်တော်တို့တယောက်ဓာတ်ချလို့မရအောင်အားဖွင့်ပြီးချတယ်ပြီးဘယ်တွေ့မလဲဓာတ်ဒီမှာကတ်ထားတာဟိုဒါပဲကြည့်နေတာနောက်ဆုံးဖုန်းဆက်ပြီးမေးပြရတယ်အဲ့ဒါကြောင့်မလို့ဖုန်းနဲ့ဓာတ်ပဲမှာလဲဒီလိုဖွင့်လိုက်ပြီးဖွင့်တယ်မတွေ့ဘူးမဟုတ်ဘူးအထဲမကြည့်နဲ့ဘေးကိုကြည့်တကားဒီခွဲစားတဲ့နှစ်ရက်လောက်ဓာတ်ချပြီးအဲ့တော့ကျွန်တော်တို့တန်ရှင်းဖို့လူဒီတဲ့နေရာဆိုနည်းနည်းတော့တန်ရှင်းအောင်လုပ်တာတွေ့ရတယ်မွေးကြိုင်းတပည့်တော်ယေရှုကမဲ့ဝင်တော့ပါလိမ့်အကုန်လုံးတန်ရှင်းနေတာအဲ့ဒါလူတိုင်းတန်တရှင်းပဲနေစတယ်ထိုနည်းသူအထက်ကတန်ရှင်းသောဝိညာဉ်တော်လည်းပဲတန်ရှင်းတဲ့ကိုယ်ခန္ဓာတွေမှာပဲသူနေကြမှာပဲဒီတော့ကိုယ်ခန္ဓာကိုမညစ်ညူးစေပါနဲ့မဖြတ်စည်းပါနဲ့ဈာမရည်တွေဖြတ်စည်းအောင်မလုပ်ကြပါနဲ့ဒီနေ့ဇမကြီးကိုပြန်ပြည့်စည်အောင်လုပ်တဲ့အတွက်ကြောင့်အမှန်တန်အရေးရှင်းရှိတဲ့ပုံပေါ်တွေမျိုးသားမျိုးသမီးတွေစောစောစီးစီးအချိန်မတိုင်ခင်မှာဆုံးရှုံးသွားရတယ်တိတ်မမျောစရာကောင်းတယ်ဒီကဲဆိုသူတို့ဆက်ပြီးတော့အများကြီးအလုပ်လုပ်နိုင်သေးတယ်သူတို့မှရှိအရေးရှင်းနေအများကြီးသုံးပြီးဖို့တရားအတွက်အများကြီးသိခံနိုင်သေးတယ်ဒါပေမဲ့ဇမကြီးမကောင်းတော့ဘူးဆိုတဲ့ခါကျတော့ဆက်ပြီးလုပ်လို့ရတော့ဘူးတန်ရှင်းဖို့မညစ်ညူးစေနဲ့တဲ့ကိုယ်ခန္ဓာဟာခရစ်တော်ရဲ့အင်္ဂါဖြစ်တယ်တစ်ကောခန်းကြီး6ငယ်15ဆက်ပြီးတော့နည်းနည်းလေးအခြေချက်ပြီးပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ကိုယ်ခန္ဓာရိုးရိုးမဟုတ်ဘူးတဲ့တစ်ကော6 15ဆက်ခွန်တင်တို့ဤကိုယ်ခန္ဓာသည်ခရစ်တော်၏အင်္ဂါဖြစ်ကြောင်းကိုမသိကြသလောတို့ဖြစ်လေခရစ်တော်၏အင်္ဂါကိုယူ၍ပြည်တစား၏အင်္ဂါဖြစ်စေအပ်သလောမဖြစ်စေအဘယ်သို့နည်းပြည်တစား၌မိဝဲသောသူသည်ထိုပြည်တစားနှင့်တသားအတကိုဖြစ်ကြောင်းကိုမသိကြသလောထိုသူနှစ်ယောက်တို့သည်တသားတို့ကိုဒီဖြစ်ရလိမ့်မည်ဟုကျမ်းစာလာသည်ဘုရားသခင်ဘုရား၌မိဝဲသောသူသည်ထိုသခင်နှင့်တစိတ်တဝိညာဉ်သည်ဖြစ်၏မတရားသောမေထုံကိုကျင့်ဆောင်ကြလောလူပြုတတ်သောအခြားဒုစရိုက်ရှိသမျှတို့ကိုကိုယ်ပြင်ဒုစရိုက်ရှိသမျှတို့သည်ကိုယ်ပြင်၌ရှိ၏မတရားသောမေထုံကိုပြုသောသူမူကားမိမိကိုယ်ကိုပင်ပြင်မာ၏အဘယ်သို့နည်းတင်တို့ကိုခန္ဓာသည်ဘုရားသခင်ပေးသနာတော်မူသောဝိညာဉ်တော်ဒီဟုသောတင်တို့အထဲ၌ကျင်းဝ၍တန်ရှင်းသောဝိညာဉ်တော်၏ဗိမာန်ဖြစ်ကြောင်းကို၎င်းမိမိတို့ကိုမိမိတို့မပိုင်ကြောင်းကို၎င်းမသိကြသလောတင်တို့သည်အဖို့နှင့်ဝယ်တော်မူသောသူဖြစ်သောကြောင့်ဘုရားသခင်ပိုင်တော်မူသောတင်တို့၏ကိုယ်ခန္ဓာနှင့်စိတ်ဝိညာဉ်အဖြစ်ဘုရားသခင်၏ဂုဏ်တော်ကိုထင်ရှားစေကြလောကျွန်တော်တို့ထင်တာငါ့ကိုယ်ပဲပါဖြစ်ပေါ့မင်းနဲ့ပါဆိုင်တယ်လို့တွက်မဟုတ်ဘူးတဲ့ကျွန်တော်ကိုယ်ပဲဒါပေမဲ့ကျွန်တော်မပိုင်ဘူးတဲ့တကယ်ပိုင်တာဘုရားတကယ်ပိုင်ခြင်းအစ်စ်ကဘုရားတကယ်ကိုဖြတ်စည်းခြင်းဒီဘုရားတကယ်ကိုဖြစ်မှားရရောက်ဂျပန်ပြည်မှာဒီမှာတိုးတယ်လို့ကျွန်တော်တို့မြင်တယ်ဒီမှာပြည့်စုံတယ်လို့မြင်တယ်ဒါပေမဲ့လို့တဲ့မိမိကိုမိမိအဆုံးစီရင်တဲ့စူဆိုက်အများဆုံးကဒီနိုင်ငံမှာရှိတယ်တဲ့အများဆုံးယထာထွက်တာနဲ့ခုံစင်း
ရစားဖက်တော့အဆင်ပြေပုံရတယ်ကျတော့ကောင်းတယ်လားလက်ပြက်တယ်လားတော့တနေ့အတွက်ဘယ်အရေးအတွက်ကမှမနေလားတနေ့မှာစူဆိုက်လုပ်တာတောင်းကနန်းလားဒီနေ့ကျွန်တော်တို့ပြောနေကြတယ်အများကြီးပဲ3000တဲ့ကဲ3000ဆိုတာလွယ်လွယ်ကူကူမဟုတ်တော့အဲ့ဒါကျက်စီပြီးရင်းနှီးကိုဒါကြောင့်မလို့ဒီကေတော့သူမပိုင်ဘူးတော့ဟုတ်ကိုဖျားတခင်ပိုင်တာဒါကြောင့်အစားအသောက်အနေအထိုင်အပြုအမူရှိချင်တချို့ကတော့ဘာလဲကျွန်တော်တို့ဟိုဗာလဲဟိုမူရစီဝါတောက်ဆွဲဒါတော့ဒါတခုပဲမြင်နေတာမကောက်ဘူးဒါလေးတွေမကောက်ဘူးသမင်းနေငါစားတာလည်းအပြစ်ပဲဝါနေပြီထပ်ထည့်နေတော့ဝါနေပြီနဲ့တွေးတိုးတက်မှာစားနေအစီအစိမ့်နေမတည့်ဘူးဒီမှာဆရာပုံပြောနေတဲ့တွေးပေါင်းစင်းနဲ့တက်ကွာပါဒါလည်းမလုပ်တင်ဘူးပေါ့နော်ကိုယ်ကိုဒါတိနေရတာနဲ့ဒါချော့ရမယ်ဒါချော့မယ်ချော့မှာပေါ့မဟုတ်ဘူးအဲ့တော့ကိုယ်ခန္ဓာကိုလည်းမဖြတ်စည်းကြပါနဲ့ကိုယ်စိတ်နှလုံးဖြူစင်ဖို့လိုတယ် mind body mind မတဲ့ငါ30စိတ်လုံးနဲ့သိမှုတော့သူတို့ဒီမင်္ဂလာရှိတယ်တနာဆုံးမဲ့တဲ့သူမင်္ဂလာရှိဖြောင်းမှတော့သူဟာမင်္ဂလာရှိတယ်သူတစ်ပါးကိုချစ်တတ်တဲ့သူကျွန်တော်ရှင်မတဲ့ခန်းကြီး9မှာမင်္ဂလာတရားတော်တွေရှိတယ်စိတ်နှလုံးဖြူစင်တော့သူတို့ဒီမင်္ဂလာရှိကြတယ်အကြောင်းမူကားထိုသူတို့ဒီဘုရားဒီသားခေါ်ဝေခြင်းခံရမယ်ဒီနေ့ကျွန်တော်တို့လူတွေကအပြင်ပန်းတရမဲ့အများဆုံးကြည့်တတ်တယ်လူတယောက်ကိုကြည့်ပေါ်ရန်ကြည့်ပြီးတော့ဆုံးဖြတ်တာများတယ်ဒါကြောင့်ခဏမှားတယ်ခါဒီတော့ကားရရင်တော့ဘာလို့စိန်နဲ့နေရမှာပဲရွှေတွေငွေတွေတီးနေတယ်ဟာကားလည်းအကောင်းကြီးစီးနေတယ်ဟာယူလိုက်ဥပမာပုံအပ်လိုက်တယ်ခဏလေးတွေစုံစမ်းကြည့်တော့သူ့ကားမဟုတ်ဒရိုင်ဘာဖြစ်တယ်ဟာကရောတာတော့နေတော့နေလူအတွင်းတော့မကြည့်ဘူးတော့ပေါ်ရတယ်ကြည့်တကယ်တခါလေကျွန်တော်တို့လည်းဒီလိုပါပဲအပြင်မှာတော့ထပိန်အသစ်နဲ့ပစိုးအသစ်နဲ့လာတော့လူမြင်တဲ့အပိုင်းကတော့လာတော့လူမမြင်တဲ့အတွင်းကမောင်းပြီးအပေါက်တွေရှိတယ်ဒါမျိုးဖြစ်တတ်တယ်မမြင်ဘူးဘယ်လိုမှမမြင်တာဘယ်တော့ဟောင်းဘယ်တော့တုတ်တော့ဘာပြောရတော့မလေဝင်လေထွက်ကောင်းတယ်အဲ့ဒါအပြင်မှာကြည့်တာအပြင်မှာနောက်မှကြည့်တယ်နောက်မှဟာမာပြီဒုက္ခရောက်ပြီစိတ်စကောက်ချစ်တဲ့စိတ်နှလုံးကြောင့်မလို့လူတွေဒုက္ခရောက်တယ်အတင်းသားအချင်းချင်းခါရပြဿနာတက်တာကျွန်တော်အခုအတင်းတော့အချင်းကြီးပဲရန်ကုန်မှာအတင်းသားထောင်နဲ့ချီတာအချင်းချင်းပြဿနာတက်တာပိုက်ဆံကိစ္စဒါလုံးမယ်ဒီလောက်ပေးထားယူထားတယ်ဒါလောက်ပေးမယ်မင်းကဒါလောက်ပေးမယ်သိမ်းမနေရပေးထားအချိန်ရောက်ပြီမလောက်ပေးနိုင်ဘူးမလောက်ပေးတော့မလောက်ပေးနိုင်တဲ့ကိစ္စရှင်ကပိုက်ဆံပြန်ပေးတော့မပေးတော့တရက်တောင်းလဲမနဲ့ဖြန်တယ်နဲ့ဖြန်ပေးမယ်လေဒီနေ့မနဲ့ဖြန်သွားတောင်းကြတော့ငါပြောပြီလေမနဲ့ဖြန်ပေးမယ်တဲ့အဲ့တော့သူမနဲ့ဖြန်ကမဆုံးတော့ဘူးမနဲ့ဖြန်နောက်ဆုံးကြတော့တင်းအောင်ဆရာစီရောက်တာရဲတိုင်လို့လည်းမကောင်းတဲ့ကိစ္စတင်းအောင်ဆရာစီရောက်တော့တင်းအောင်ဆရာတရားသူကြီးလည်းမဟုတ်ကျွန်တော်တို့ကလည်းပြောထားတယ်သူများကမဆုံးမစီရင်နဲ့မဆုံးဖြစ်တယ်အခုကစီရင်ရတော့မယ်ဒုက္ခပဲဟိုမှာဘဝပြတ်တော့မယ်သူပေးထားတဲ့ပတ်စံဟိုမှာအတိုးတွေတက်နေပြီတည်တော့မယ်ဘယ်တော့ဒီကမပေးဘူးနောက်ဆုံးမတတ်နိုင်ဘူးခေါ်ပြီးတော့ပေးလိုက်ပါကောင်းဘူးဘာညာဘာဖြစ်လဲအချင်းချင်းဒီအတင်းသားအချင်းချင်းကချင်းအချင်းချင်းဆွေမျိုးတော့သိမကင်းဘူးတော်ယုံကြည်တာအချင်းချင်းစိတ်ထားမဖြောင်းဘူးဘာဖြစ်စလဲဒါကြောင့်မလို့သူတို့အားတွေဒုက္ခရောက်တယ်တိရော38ကျွန်တော်တို့သူတို့ဘာကိုလည်းချစ်တတ်ဖို့လိုတယ်ခရိယာဖြစ်လို့ရှိရင်ကျွန်တော်တို့သူများကိုချစ်ရမယ်ချစ်လို့ရှိရင်လူများဒုက္ခရောက်အောင်မလုပ်ရဘူးကျွန်တော်တို့လူများကိုချစ်တယ်ဆိုတာပါးစပ်နဲ့ချစ်လို့မရဘူးတကယ်ချစ်ရင်သူများအကျိုးပြတ်မဲ့ဟာမလုပ်ရခရိယာများလည်းပဲချစ်ဖို့ဘုရားသခင်ဟာတဲ့အပေါ်အရာမကြည့်ဘူးတဲ့စိတ်နှလုံးကိုချိန်တဲ့ဘုရားဖြစ်တယ်ဖဲအတွင်းကိုကြည့်တယ်ဒါကြောင့်တိရော38မှာတဲ့ညီကိုတို့ဟိုစကားပြောကများနဲ့ပဲမချစ်နဲ့တဲ့အဲ့ဒါတိဆဆာမှာထားတယ်ချစ်သားတို့ငါတို့ဒီစကားပြောကများအဖြစ်တမချစ်ပဲစိတ်ပါကိုရောက်ဧကအမှန်ချစ်ကြကုန်ထို့တို့ချစ်ရင်ကိုယ်တိုင်တမန်တရားနဲ့ဆိုင်ပြီးကိုသိရပြီဖရာသခင်ရှိတော်နဲ့ကိုယ်စိတ်နှလုံးကိုသက်သာစေကြလိမ့်မည်ဂျပန်ကိုရောက်တဲ့အတင်းသူအတင်းသားများဇိုမီခရစ်စတန်ဖယ်လိုရှစ်တကယ်ချစ်ကြပါအပေါ်ရာချစ်ဟန်ဆောင်မလို့နဲ့တကယ်ချစ်ပါလူတွေကလောက်တတ်တယ်နတ်တမောသိနေမှာတေကိုမတေနိုင်ဘူးလောက်တတ်တယ်လူတွေကတခါလေသိဘောတော့လေကောင်းလာပါညာစိတ်ကမှဒီကောင်းတော့အခုတည်းမသေးသေးဘူးကျွန်တော်လူတွေကဟန်ဆောင်တတ်တယ်တို့
ခံဆောင်မှုမပါတဲ့ချစ်ချင်းနဲ့ရှင်းပြီးတော့အဲ့ဒါတကယ်စိတ်ရောကိုပါချစ်ကြဘုရားသခင်ဟာစိတ်နှလုံးကိုချိန်တယ်တုတ်တန်16နှစ်ဘယ်တော့ချမ်းသာတယ်ဘယ်တော့ပညာတတ်တယ်မကြည့်ဘူးလေဒီစိတ်တကယ်ဖြူလားမဖြူလားတန့်ရှင်းလားမတန့်ရှင်းအဲ့ဒါဘုရားကအမှတ်ပေးတာကစိတ်နှလုံးဒီစကိုနောက်ဆုံးဝိညာဉ်တန့်ရှင်းဖို့ spirit ဝိညာဉ်ကိုခန္ဓာစိတ်ဝိညာဉ်တန့်ရှင်းရတယ်ဘုရားကိုပဲယုံပါတခြားကိုအာယုံမပြောင်းနဲ့အာယုံပြောင်းစရာအကြောင်းအများကြီးရှိရင်တော့ဒီနေ့ဒီတိုးတက်နေတဲ့ခေတ်ကြီးမှာဘုရားသခင်မရှိဘူးဖန်ဆင်းရှင်မရှိဘူးဘာတဘိုးရှင်မှမရှိအတွေးခေါ်တယ်မျိုးမျိုးရောက်လာပဲကျွန်တော်တို့ဝိညာဉ်နော်ငါမတပါအခြားသောဘုရားကိုမကိုးကွယ်နဲ့လို့ပြောထားတယ်နောက်တစ်ခုမိစ္ဆာအယူဝါဒနှစ်ပေခန်းကြီးနှစ်တက်ကနေ3နှစ်ပေ20ဒါရှင်ပေသူဒုတိယဆောင်ကိုပြောတာအဲ့ဒီမှာဒိဋ္ဌိမိစ္ဆာဒိဋ္ဌိအယူဝါဒတွေလမ်းမတွန်းတဲ့အထူးသဖြင့်ဒီခေတ်မှာလူတွေခရိယာတွေကိုလမ်းမအောင်တွန်းတင်တာကဘာနဲ့မျိုးဆွဲလဲဆိုတော့စီးစိမ်ဥစ္စာနဲ့အဲ့ဒါစမ်းစာတော့ဒီအတိုင်းပဲပါတယ်လူတွေရဲ့တတ်မဲ့တဲ့စိတ်ကိုအသုံးချပြီးတော့မှဒီလိုရမှာဘယ်လိုဖြစ်မှာလို့ရှိမင်းတော့ဆင်းရဲနေတာမင်းကောင်းကောင်းမှမင်းယုံကြည်ခြင်းမမှန်သေးလို့မင်းဘောအကဲမဖြစ်သေးလို့ဆင်းရဲနေတာမင်းဘောအကဲဆိုထေးကိုထေးရမှာအဲ့တော့ထေးချင်တာလာခဲ့ငါပြမယ်အလိုက်တာဗောကျွန်တော်တို့ပြောချင်တာတလွဲအနဲ့ဖွင့်တာတွေရှိတယ်တလွဲအနဲ့ဖွင့်အဲ့တော့မိစ္ဆာဒိဋ္ဌိအယူတွေကိုရှောင်ကြ Antichrist လို့ခေါ်တဲ့ခရစ်တော်နဲ့ဆက်ကျင်ပဲအများကြီးပဲတွားနေပြီလောကကြီးတွေမြန်မာပြည်ကလည်းအများကြီးရောက်လာတယ်မျိုးမျိုးပဲပြဿနာတွေမျိုးမျိုးတက်တယ်ကျွန်တော်တို့အတင်းတော်တစ်ချိန်လုံးကြိုင်နေတဲ့လူတွေဆိုတော့ခဏဒီပြဿနာတွေရှိပါတယ်တော့အသေးစိတ်မပြောချင်တော့ပြောလို့ရှိရင်တချို့ကယုံချင်မှယုံမှာတချို့ဆရာတွေကဘယ်လိုလုပ်တင်လဲသိလားအိမ်ထောင်ကြပြီကလေးမရနိုင်ဘူးကလေးလိုချင်တာလိုချင်လာခဲ့ငါဆုတောင်းပေးမယ်အဲ့လိုမပြောဘူးကလေးလိုချင်တာလာခဲ့ငါနဲ့အတူတူရေချိုးတယ်ဒီလိုမျိုးတွေပြောတယ်ငါနဲ့ကျွန်တော်လည်းယုံတယ်သူနဲ့ရေချိုးတော့တစ်ခါမဟုတ်တစ်ခါရမသိချတယ်ဒါတော့လည်းယုံဒါဘလို့အတဲ့အရာဘိုးမှကျွန်တော်တို့အတင်းလူတွေကပြောဆရာကျွန်တော်တို့ဒီဒါမျိုးကြားလာတယ်မင်းတို့လည်းသွားခဲ့တယ်မဟုတ်လားတော့ပြောလိုက်တယ်မဟုတ်ငါတော့မသိဘူးမကြခင်မှာဖန်စီခံရတယ်ချိတ်ပိတ်ခံရတယ်ဒါတွေကတကယ်ဖြစ်တဲ့ဟာတွေဖြစ်တယ်တကယ်အမျိုးမျိုးတော့တွင်တင်မှုတွေနောက်ပြီးတော့မက်လုံးပေးပြီးမှဒီလိုရမယ်ဒါဒီအခွင့်အရေးတွေရှိတယ်ဆိုပြီးတော့အမျိုးမျိုးလို့ဆိုတယ်ခရစ်တော်ရဲ့တရားတော်ကနေလွဲချော်သွားမဲ့နောက်ကိုမလိုက်ကြပါနဲ့ဒါကြောင့်ဏိကုံးချုပ်ကျွန်တော်တို့ကိုယ်ခန္ဓာစိတ်ဝိညာဉ်တန်ရှင်းပါတန်ရှင်းသောဝိညာဉ်တော်ကိုစိတ်မနာစေနဲ့အေဖက်4:30စိတ်နာသွားစေမဲ့ကိစ္စရှိတယ်နော်ဒီအေဖက်အခန်းကြီးလေးကျမ်းစာကတော့ပြောနေတယ်စိတ်မနာစေနဲ့စိတ်နာစေတာဘာပဲအလုပ်ဟာတန်ရှင်းသောဝိညာဉ်တော်ကိုစိတ်နာစေလဲဆိုတော့သိဖို့လိုအဲ့ဒီစိတ်နာစေတဲ့အချက်ကိုကျွန်တော်ပြောမယ်အေဖက်4:30ဘာပြောလဲဆိုတော့ကျမ်းပိုက်ကရွေးနှုတ်ခြင်းနေ့ရက်တိုင်အောင်တင်တို့ကိုတစိမ့်ခတ်တော်မူသောဘုရားသခင်တန်ရှင်းသောဝိညာဉ်တော်ကိုစိတ်မနာစေကြနှင့်ခတ်သိမ်းသောစိတ်တူခြင်းနဲ့တန်ရှင်းသောဝိညာဉ်တော်စိတ်နာစေတယ်လူတယောက်ကစိတ်တူပြီးဒေါသထွက်လာပြီဆိုရင်စပြီဇာလန်ခတ်သိမ်းသောစိတ်တူခြင်းစိတ်ဆိုးခြင်းအမျက်ထွက်ခြင်းအော်ဟစ်ငေါ့ငေါ်ခြင်းသူ့အတရီတက်အောင်ပြောဆိုခြင်းတို့ကို၎င်းခတ်သိမ်းသောမနာလိုခြင်းကို၎င်းတင်တို့မှပယ်ရှားကြလော့အခုဖတ်သွားတဲ့အချက်တွေကတန်ရှင်းသောဝိညာဉ်တော်ကိုစိတ်နာလာစေတယ်မယုံခင်ဗျားတစ်ချိန်လုံးဒေါသထွက်လူများမကောင်းကြောင်းဒီပဲပြောမနာလို့သူများလှပနေတယ်သူအိမ်ဒီမဟုတ်တာအမစီကငားလာတာစသဖြင့်ပါလေခင်ဗျားတဲ့ချင်းဆိုတာအချီးမွမ်းရမယ်အစားလည်းပဲအတန်ကောင်းရဲ့သားနဲ့မချီးမွမ်းဘူးအတန်ကလည်းမန္တလီအေးပတ်တဲ့အတိုင်းပဲဟုတ်တယ်ဘုရားအတန်ပါတယ်ဒီအမျိုးအတန်ပြက်အောင်ပြောအဲ့ဒါဒီဟာဘုရားမကြိုက်တဲ့ကိစ္စတွေတန်ရှင်းတဲ့ဝိညာဉ်တော်စိတ်ဒါကြောင့်မလို့ကျွန်တော်တို့ဆောင်ရမှာကတော့အချင်းချင်းကျေးဇူးပြုခြင်းတနာဆောင်မဲ့ခြင်းဘုရားသခင်ဒီခရစ်တော်ကြောင့်တင်တို့၏အဖြစ်ကိုလွတ်တော်မူတဲ့ကဲ့သို့အချင်းချင်းအပြည့်လို့ချင်းရှိကြတော့ဒါဟာတန်ရှင်းသောဝိညာဉ်တော်နှစ်သက်တဲ့အရာဖြစ်တယ်ရှင်းသောမိဘညီကိုမောင်မတို့မြင့်မြတ်တန်ရှင်းဆုံးနေတော်မူသောဘုရားကိုကိုးကွယ်ယုံကြည်သူတိုင်းရဲ့ဘဝအသက်တာဟာတန်ရှင်းရှိရမယ်ယောသားဖြောင့်မတ်ခြင်းရှိရမယ်အပြစ်ဒုစရိုက်အညစ်အကြေးများနဲ့ကင်းစင်နေရသခင်ယေရှုဒုတိယအကြိမ်ကြွလာတဲ့အခါမှာကျွန်တော်ရဲ့ကိုယ်ခန္ဓာစိတ်ဝိညာဉ်သုံးပါးသလုံးကိုစာမေးပွဲစစ်လိုက်တဲ့အခါမှာအပြစ်တင်ခွင့်နဲ့ကင်းတဲ့အနေအထားဖြစ်နိုင်ဖို့အမြဲတည်းဖြစ်အောင်ကြိုးစားရအောင် The day of the Lord နောက်ဆုံးသောနေ့
ဘယ်တော့ရောက်မယ်မရောက်ဘူးဘယ်သူမှမသိဘူးနော်ဒါပေမဲ့ ready တော့ဖြစ်ဖို့လိုတယ်ဂျပန်မှာနေပိုတတိထားဖို့လိုတယ်ဆူနာမီဆိုတာမျိုးတော့မသိဘူးဘယ်လိုမျိုးငရေလည်းမသိဘူးလာတော့မယ်တဲ့ကဲကျွန်တော်တော့မှလာပြီလားမှားပြီလားအဲ့ဒါတရားသာဝရဘုရားရဲ့ဟိုယေရှုကောင်းကင်ကဆင်းလာတာမတော့နဲ့ဒီမှာကိုယ့်ရဲ့ the day of the Lord ဆိုတာနောက်ဆုံးသောနေ့ရက်ကနေလားညလားဖြစ်နေတယ်ဒါကြောင့်အမြဲတမ်းအစဉ်သင့်ဖြစ်နေအောင်ကျွန်တော်တို့တက်တာလုံးနဲ့ဩဝါဒစာပထမ57မှာဒီခင်ယေရှုဒုတိယအကြိမ်ကြွလာတဲ့အခါမှာကိုယ်ခန္ဓာစိတ်ဝိညာဉ်အပြစ်တင်ခွင့်နဲ့ကျင်းအောင်ကြိုးစားကြပါနောက်ဆုံးကြားမိုက်တစ်ပိုက်ကတော့အဲ့ဒီတက်တာလုံးနဲ့ပထမဆုံးပဲအခန်းကြီး4အငယ်9ဖတ်ပါမယ်တက်တာလုံးနဲ့ဩဝါဒစာပထမဆုံးအခန်းကြီး4အငယ်9ဘုရားသခင်သည်ညစ်ညူးစေခြင်းကငါတို့ကိုခေါ်တော်မူသည်မဟုတ်တန့်ရှင်းစေခြင်းကခေါ်တော်မူ၏တန့်ရှင်းခြင်းပါရမီကိုမိအောင်လိုက်ကြတော့ဟေဘရဲဩဝါဒစာအခန်းကြီး7အငယ်14ဒီကျမ်းပိုက်ကိုတေချာမှတ်ထားပါဟေဘရဲ7:14ခရစ်ယာန်ဆိုတာတန်ရှင်းခြင်းပါရမီကိုမိအောင်လိုက်ဖို့တာဝန်ရှိတယ်ဆိုတဲ့အကြောင်း ZCF ပါရှိတဲ့မိဘကြီးကိုအပေါင်းလို့ဒီလဲဘယ်အချိန်လဲစစ်လိုက်အပြစ်တင်ခွင့်နဲ့ကျင်းတဲ့သူတွေဖြစ်နိုင်ဖို့ကြိုးစားကြပါစို့ရဲ့လို့တိုက်တွန်းလို့ဆိုရင်ဒီလနာကိုနှီးကုန်းထုတ်လို့ရတယ်လုံးဝ
birthday